လက်ရှိမြန်မာနိုင်ငံမှာငလျင်ငယ်နဲ့ငလျင်အသစ်တင်ဆက်တက်လောက်ခတ်နေတဲ့အတွက်ငလျင်ကြီးထပ်မံလောက်ခတ်လာနိုင်တယ်လို့မြန်မာငလျင်အသင်းဥက္ကဋ္ဌဟောင်းဒေါက်တာမျိုးတန့်ကအာရခတိုင်ကိုပြောပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကစကိုင်းပြည့်ရွှေကျော်ကနေပြင်ရ9.9လောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာငလျင်ငယ်နဲ့ငလျင်အသစ်တွေဆက်တက်လောက်ခတ်နိုင်တဲ့အပေါ်ကိုသုံးသပ်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။အထုတ်လာနိုင်တယ်လို့တော့ဖြေရမှာပေါ့။သို့တော်လည်းပဲဘယ်နေရာကလှုပ်လာနိုင်တယ်လဲပေါ့။အဲ့တော့တေးကြတာတစ်ခုကတော့ကျွန်တော်တို့ခု2012ပေါ့။တပိတ်ချင်းငလျင်လှုပ်သွားတဲ့အပိုင်းရဲ့နောက်တစ်ခါခုပြီးခဲ့တဲ့လပိုင်းကပေါ့2025မတ်လ28ရက်နေ့မှာလှုပ်သွားတဲ့အဲ့ဒီအပိုင်းရယ်ပေါ့နော်အဲ့ဒီအပိုင်းတွေကလွယ်လို့ရှိရင်တော့အကျန်တဲ့အပိုင်းတွေကအဲ့တော့ပြင်အားခွန်နဲ့အထက်ပေါ့ငလျင်တွေဒီလှုပ်နိုင်ကြီးရှိတယ်လို့ကျွန်တော်တို့သုံးသပ်ရမှာပေါ့နော်ဟုတ်ကဲ့စကိုင်းပြည့်ရွှေကျော်မှာအပိုင်း၃ပိုင်းဖြစ်တဲ့မြောက်ပိုင်းအစစ်ပိုင်းတောင်ပိုင်းအစစ်ပိုင်းနဲ့အလယ်ပိုင်းအစစ်ပိုင်းတို့ပဲဖြစ်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကတော့အလယ်ပိုင်းအစစ်ပိုင်းကနေလှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့်မြောက်ပိုင်းအစစ်ပိုင်းနဲ့တောင်ပိုင်းအစစ်ပိုင်းတွေကဆိုရင်တောင်ပိုင်းအစစ်ပိုင်းတွေကငလျင်ပြင်းအား9နဲ့လှုပ်ခတ်နိုင်တယ်လို့မြောက်ပိုင်းကငလျင်ပြင်းအား9အထက်လှုပ်ခတ်နိုင်တယ်လို့လည်းသိရပါတယ်။2010နဲ့တပိတ်ချင်းငလျင်6.8နဲ့လှုပ်ခတ်ခဲ့တဲ့ငလျင်က1946အင်းဝငလျင်9.5လှုပ်ခတ်ခဲ့တဲ့အပိုင်းကနေပြန်လည်လှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ငလျင်ဆိုတာကနှစ်ကြာရင်ပုံမပြီးလှုပ်ခတ်မှုအင်အားပြင်းထန်တယ်လို့နှစ်နဲ့ရင်လည်းအင်အားနည်းတယ်လို့လည်းသိရပါတယ်။ခု2025မတ်လ28ရက်နေ့ကပြင်အား9.9နဲ့လှုပ်သွားတဲ့မြန်မာငလျင်ဒီကျွန်တော်တို့ဒီ1956ပေါ့နော်1956စကိုင်းငလျင်လှုပ်ခဲ့တဲ့အပိုင်းစကိုင်းမြို့ရဲ့မြောက်ဘက်ပေါ့အဲ့ဒီအပိုင်းကနေပြီးတော့ကျွန်တော်တို့အလဲကောင်းအဲ့တော့1တွင်မိတီလာအပိုင်းပေါ့နော်1839အင်ဝငလျင်အပိုင်းနောက်တစ်ခါကျွန်တော်တို့စွာငလျင်အပိုင်းတောင်ဘက်ဆက်ဆင်းလာမယ်ဆိုရင်ဖြူငလျင်အပိုင်း1930ဆိုတော့ဒီအပိုင်းတွေကိုဇက်တိုက်လှုပ်သွားတယ်လို့ကျွန်တော်တို့တွေ့ချက်လို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တောင်ဘက်အပိုင်းကျန်တဲ့1930ပဲခူးငလျင်အပိုင်းနော်ဆိုတဲ့အခါကျတော့အဲ့ဒီဟာမျိုးတွေဒီအန်ဒီရများလာတယ်ပေါ့1930နောက်ဆုံးလှုပ်တာဖြစ်တယ်ပြင်ဟာခွန်ပတ်ချလင်းနဲ့အထက်ပေါ့ကျွန်တော်လှုပ်ဖို့ရအတွက်အဲ့ဒီ Southern segment ပေါ့နော်1930ပဲခူးငလျင်အပိုင်းအပါဝင်အဲ့ဒီ Southern segment ကပြင်အားခွန်နဲ့အထက်ငလျင်တွေလှုပ်ဖို့ရအတွက် recurrence interval ပြန်လည်လှုပ်ခတ်ဖို့ကြာချိန်ဒီကျွန်တော်တို့ကြာနိုင်တဲ့ကာလဒီကျွန်တော်တို့ဘယ်လောက်လဲဆိုတော့ခုနပြောခဲ့တဲ့နှစ်100ကနေအထက်ပေါ့လေဝင်းကျင်ကြာတတ်တယ်ဆိုတဲ့အခါကျတော့ခု2025ဆိုရင်95နှစ်ရှိသွားပြီဒါကြောင့်မလို့ဒီအပိုင်းတွေကကျွန်တော်တို့အန်ဒီရှိလာတယ်သတိထားရမယ်လို့ပြောရမယ်ပေါ့နော်2010တပိတ်ချင်းငလျင်နဲ့မလ28ရက်လောက်ခတ်ခဲ့တဲ့မြန်မာငလျင်လောက်ခတ်မှုနေရာတွေမဟုတ်ဘဲနဲ့တောင်ပိုင်းမြောက်ပိုင်းတွေကတတိထားရမယ့်နေရာတခုဆိုရင်လည်းမမှားပါဘူးမိဘပြည်သူများအနေနဲ့ကြောင်ရင်ထင်းလန့်စရာမလိုပါဘူးတိုးတော်လည်းတတိတော့ရှိရမယ်ကြိုးစင်ပြင်ဆင်မှုတွေရှိရမယ်လို့လည်းသူကပြောပါတယ်2025ခုနှစ်မလ28ရက်နေ့ကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုပြင်ရ9.9လောက်ခတ်မှုတွေကြောင့်တေဆုံးသူဦးရေ4000နီးပါးရှိနေပြီဖြစ်ပြီးတော့ပြောင်းဆုံးသူစင်းရင်များစွာလည်းရှိနေပါတယ်